ပထမဆုံးဆိုရင်စစ်ဆေးမယ်နံပါတ်1ကတဘာဝစံသားရှိတယ်နံပါတ်2ကပျက်စီးစံသားဟူတော့အပိုင်း2ပိုင်းရှိတယ်ပေါ့နော်တဘာဝစံသားဆိုတာကတော့ကျွန်တော်တို့တစ်ချိန်တစ်ခါမှဆေးမထိဘူးတဲ့စံသားတွေတစ်ခါမှမကောက်ဘူးတစ်ခါမှမဖြောင်းဘူးပေါ့နော်ပုံမှန်စပင်ပေါ့ဘာမှမလုပ်ထားဘူးအရင်တော့လှုပ်ထားတာကိုပြဿနာမရှိဘူးလက်ရှိလက်လုံးမှာဘာမှမလုပ်ထားတဲ့ဟာကိုပြောတာနော်အဲ့ဒါကိုတဘာဝစံသားလို့ခေါ်တယ်ပြီးရင်ပျက်စီးစံသားပေါ့ပျက်စီးစံသားဆိုတာဆေးတိဆင်းနာထားတဲ့စပင်တွေချွတ်ဆေးအကျဉ်းချင်းရှိထားတဲ့စပင်တွေကာလာတွေဆိုးဘူးတဲ့စပင်တွေပေါ့နော်အဲဒီလိုစံသားတွေပေါ့အဲ့ပိုင်းမှာဆိုတော့2ပိုင်းခွဲရမယ်အဲ့ခွဲတဲ့2ပိုင်းမှာမူတည်ပြီးတော့မှဆိုတော့ဘယ်ဆေးနဲ့သုံးသင့်လဲဆိုတာကိုနောက်ထပ်ရွေးရမှာအဲ့လိုပုံစံဒုတိယကျတော့ဆရာတို့ဆေးရွေးချယ်ခြင်းပေါ့ဆေးရွေးချယ်ခြင်းမှာဆိုရင်တစ်လုံးဆေးရှိတယ်နှလုံးဆေးရှိတယ်ပေါ့ဆေးမှာဖြောင်းဆေးမှာဆေးအပြင်းရှိတယ်ဆေးအပြော့ရှိတယ်တစ်လုံးဆေးထဲမှာလည်းဆေးပြင်းတာရှိတယ်လို့တစ်လုံးဆေးထဲမှာလည်းဆေးပြော့တာရှိတယ်နှလုံးဆေးထဲမှာဆေးအပြင်းရှိတယ်လို့ဆေးအပြော့လည်းရှိတယ်သူကအဲ့လိုပုံစံပေါ့နော်အဲ့တစ်လုံးဆေးဒီနှလုံးဆေးနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တစ်လုံးဆေးကတော့ဆေးပြင်းတယ်နှလုံးဆေးဒီဆေးပြော့တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဆိုတော့ဒီဆေးအပြင်းနဲ့ဆေးအပြော့မှာဘယ်လိုစံသားမျိုးတွေသုံးသင့်လဲဆိုတော့ဆေးအပြင်းဒီမာကောက်ကျန်းတွေသုံးသင့်တယ်ဖြောင်းအခက်တဲ့စပင်မျိုးတွေဟိုကျန်းထော်နေတဲ့စပင်မျိုးတွေနှထွက်စပင်မျိုးတွေပေါ့တဘာဝစံသားဆိုလို့ရှိရင်ဒီဆေးအပြင်းကသုံးလို့အဆင်ပြေတယ်ပျက်စီးစံသားမှာအဲ့ဆေးအပြင်းနဲ့သွားသုံးလိုက်မယ်ဆိုလို့ရှိရင်ပျက်စီးစံသားကဒီဆေးတံကိုမခံနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတော့ဆေးအရန်ပြင်းလို့ရှိရင်သူ့ရဲ့စပင်ကပို့ပြီးတော့မှဆေးထည့်တာတွေနဲ့ပျက်စီးသွားနိုင်တယ်ကြေသွားနိုင်တယ်ဖွာသွားနိုင်တယ်ဆက်ဆွဲတာတွေမခံနိုင်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုရှိမယ်အဲ့တော့တစ်လုံးဆေးဒီနဲ့ထွဲစပင်တဘာဝစံသားတွေအတွက်ပဲအဆင်ပြေမယ်နှလုံးဆေးကြတော့ကျွန်တော်တို့ကဆေးထိဆေးနာထားတဲ့စပင်တွေဆိုရင်ပို့အဆင်ပြေတယ်ဒီလိုပုံစံပျက်စီးစံသားတွေဆေးထိဆေးနာထားတဲ့စံသားတွေရှုပ်ဆေးအကျဉ်းချင်းထိထားတဲ့စံသားတွေကာလာတွေဆိုးဘူးတယ်အရင်တော့ကောက်ဘူးတယ်ဖြောင်းဘူးတယ်ပေါ့နော်အဲ့လိုစပင်မျိုးတွေဆိုလို့ရှိရင်တော့နှလုံးဆေးအပြော့နဲ့သုံးလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေတယ်ခဏရင်ဆေးရှိတယ်ပြီးရင်တစ်လုံးဆေးဖြောင်းတဲ့ဒီဇိုင်းနဲ့နှလုံးဆေးဖြောင်းတဲ့ဒီဇိုင်းကလည်းမတူသွားပုံသွားနေမတူဘူးပေါ့နော်အဲ့လိုမျိုးလေးတွေဆေးမှာအပြင်းအပြော့ဆိုပြီးတော့ဆရာရွေးချယ်ပေးရတယ်